အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့ကျွန်တော်တို့ဒီ Microsoft မှာစာတင်တဲ့ပတ်သက်ပြီးတော့သူကဒီစာတင်ကြရေးနဲ့ပတ်သက်ပြီးတော့ MCT ဆိုတဲ့လက်မှတ်ကျွန်တော်တို့ကအယူလိုတယ်ဒီနေ့အရှိကတော့ Microsoft Certified Trainer အဲ့တော့ Microsoft Certified Trainer တယောက်ဖြစ်ဖို့အတွက်ကကျွန်တော်တို့ Microsoft Office တစ်ခုလေဘောနော်တပတ်ကန်ကတက်ကြွရုပ်နဲ့ MCT တယောက်မဖြစ်နိုင်ဘူးရှောက်လို့လည်းမရဘူးပေါ့နော်ဒါကကျွန်တော်တို့လေ့လာရလူတွေကျွန်တော်တို့သိထားဖို့လိုတယ်ကိုက Microsoft Word Excel PowerPoint ကိုအရင်ကျွမ်းတယ်ပေါ့နော် Excel ဆိုရင်လည်းကျွန်တော်တို့က formula တွေအများကြီးသိတယ် Word ဆိုလည်းသူနဲ့ပတ်သက်တဲ့ tools တွေအကုန်သိတယ်ဒါဆိုရင်ကျွန်တော်တို့က MCT ရှောက်လို့ရလားဆိုရင်အဖြေကတော့ no ပါရှောက်လို့မရအောင်အဲ့တော့မေးတဲ့ရှိတာဘာလို့ရှောက်လို့မရလဲဆိုတော့အချက်နှစ်ချက်အဓိကရှိတယ်နံပါတ်1ကကျွန်တော်ဒီလေ့လာရဲ့ Microsoft Office ဒီက end user level တွေအတွက်ကိုထုတ်ထားတဲ့ product ဖြစ်တယ် end user level က user level ပေါ့ဗျာလွယ်လွယ်ကူနားလည်အောင်ပြောမယ်ဆိုရင်တော့ end user level အတွက်ကိုထုတ်ထားတဲ့ product ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကသူဒီtrainer level မဟုတ်သူက user level ဖြစ်တယ်ဒါနံပါတ်1စသိရနံပါတ်2သိဖို့လိုတာက MCT ဆိုတာဘာလဲဆိုတော့ teacher တနည်းအားဖြင့်ဆရာတယောက်ဖြစ်တယ်ဆရာတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီသူ့ရဲ့ဒီ Microsoft ရဲ့ ecosystem လို့ခေါ်တဲ့ Microsoft product တွေနဲ့ပတ်သက်တာကိုသူကသိဖို့လိုတဲ့အချိန်မှာ Microsoft product ထဲမှာ Microsoft Azure တို့ပြီးတော့ Microsoft 365တို့Power Platform တွေတို့เนาะနောက်တစ်ခါကျတော့ security တို့အခုလက်ရှိဆိုကျွန်တော် AI and data တို့အဲ့လိုမျိုးဟာတွေကို ecosystem ကဒီ training enterprise training တွေမှာဒါတွေကိုလက်ရှိသုံးပြုနေဖြစ်တဲ့ကြောင့် MCT တယောက်ကကြတော့ဒီလူမျိုး knowledge တွေကရှိမှပဲကွာ MCT ကို apply လုပ်လို့ရတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ခေါင်းစဉ်ကတော့ Microsoft Office တက်ကြွရုံနဲ့ MCT ရှောက်လို့မရပါဘူးဆိုတာလေးကိုကျွန်တော်အောင်းတင်ပြီးဒီကပေးစီချင်တာအဲ့တော့ကိုဒီ Office ကျွမ်းတာဟာကောင်းလားလို့ကောင်းတယ်ကျွန်တော်တို့ user level အတွက်ကလုံလောက်တဲ့ enough ပေါ့နော်ဒါပေမဲ့ MCT ဖြစ်ဖို့အတွက်ကတနည်းအားဖြင့် Microsoft ရဲ့ ecosystem ဖြစ်ဖို့အတွက်က Office မှာရက်လို့မရပါဘူးကျွန်တော်တို့ next level ကိုကျွန်တော်တက်လှမ်းဖို့လိုပါတယ်ဒါလေးကိုကျွန်တော်အနေနဲ့ share လုပ်ပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်